ဒီနေ့ဘက်ထရီလဲမယ်minus and plus ဒီနားရိုက်ပြလိုက်1268များတော့များတယ်ဒါမှဒီမှာပေါ်လင်းတို့ဒီကောင်နဲ့လဲမယ်ဒီကောင်lithium battery ဆိုတော့12.5 အောက်ဆိုရင်မကောင်း73အောက်ကိုမကောင်းတော့တာကြည့်ဒီမှာတိုက်ပေးနော်对了，7.38ဆိုတော့ပြောချင်တာ73အောက်ဆိုရင်ပဲထွေးမကောင်းတော့7အောက်ဆိုပို့ဆိုဘာပြဿနာလဲဆိုရင်ဒီလိုမျိုးကွန်ပျူတာစနစ်တွေဒီမှာကြည့်ဒီလို Android နာဒါ73ကျော်ရမယ်စနစ်ခွဲကျော်ရမယ်စနစ်ခွဲလောက်ရှိရမှာကြည့်မယ်နော်ဘယ်လောက်အားသွင်းလဲအားသွင်းတဲ့မော်တာကောင်းလားမကောင်းလားကြည့်မယ်73ဆိုရင်မော်တာအားကောင်းတယ်မော်တာအားသွင်းတာကောင်းတယ်14.7 15နီးပါးလောက်အားသွင်းတယ်ဆိုတော့မော်တာကောင်းတယ်အားသွင်းတယ်ဘက်ထရီကမကောင်းတော့ဘာဖြစ်လို့လဲဆိုတော့နံပါတ်1mileage နဲ့တင်ရှိပြီးတော့မယ်နံပါတ်2ဒီကောင်လောက်24 hour အိမ်ရောက်ရင်အဲ့ဒါမပိတ်ဘဲနဲ့ဒီတိုင်းပဲထားတာတော့ပြီးတော့တစ်ခါတလေကြာရင်ညမှာမီထွန်းပြီးအိမ်မိတာတော့အဲ့ဒါတွေကြောင့်ဘက်ထရီအားနေသွားတာအားနေတဲ့အခါမှာအပြည့်ပြန်မဖြစ်ရင်ဘက်ထရီပြတ်တာမြန်တယ်သုံးလို့တော့ရသေးတယ်ဒါမှစောင်းရတီမှာဆိုတော့လေတိတ်ပြီးတော့စိတ်အနောက်အရှက်ဖြစ်မှာဆိုလို့ရတော့ရသေးတယ်ဘာမှမဖြစ်သေးဘူးဒါမှကွန်ပျူတာ system တွေမကောင်းမှကြောက်တယ်အဓိကအားနေပြီးတော့ run တဲ့အခါမှာကွန်ပျူတာ system မှာပြတ်တယ်များတာတဲ့အဲ့ဒါကြောင့်လဲမယ်ကဲဒီကောင်ကအထဲမှာ battery ကျွန်တော်တွင်းနေဒီကောင်နဲ့ဒီကောင်ကကျွန်တော်အပိုတက်ပြီးတော့ဟိုမှာ 6 battery အထဲမှာတွင်းထားလို့မရိုက်တော့ဘူးဒါပြီးကဲ battery မဖြုတ်ခင်မှာဒီကောင်မီးဖြုတ်မယ်ဒီမှာလေ20 minute အတွင်းမှာပြအောင်လုပ်မယ်ဖြုတ်ပြီးအဲ့အထဲမှာဒီမှာအောင်ဖြုတ်မယ်အနီလေးကိုနှိပ်မယ်ပြီးရင်ဆွဲလိုက်မယ်ပြီးပြီရော့ဒီနှိပ်ဆွဲမယ်ဟုတ်ပြီနော်ပြီးရင်ပြန်တက်မယ်ဒါပါပဲအခုစဖြုတ်မယ်
မေ့သွားပြီကွာ10 millimeter ခုရှိတယ်ဟိုဘက်ဒီဘက်ဒီကနေဖြုတ်မယ်ပိုက်လေးအဲ့မှာတက်ထားမလိုက်ကောင်းမလားနော်မလိုက်မနော်လေးလိုက်တာဟေး1 2 3ဒီကောင်တော့ဖြုတ်เสียမလို့သူအောက်မှာပေါက်လေးရှိတယ်တကယ်လို့ဟာ gas တွေယူတာတော့ပါတော့အမှအဲ့ဒါထဲညမ်းso forward 92M CCN 850သူအလေးချိန်က26 kg so 850ကိုကျွန်တော်1300နဲ့လဲမယ်နော်သူကတဘော850cc ကဒီ AMG ပဲထွေထဲမှာသူက400နဲ့အဲ့လိုမျိုးတဝက်လောက်ပဲသူကကားတုံတာတဲ့အမ850ဆိုပေမဲ့သူအားတုံးတာတဝက်ပဲတုံတယ်တဲ့lithium battery ဒီကောင်နဲ့လဲမယ်လေးတာလဲမမနိုင်တော့ဒီမှာဒီကောင်ဆိုလက်တစ်ချောင်းလက်တန်းလေးနဲ့ကမှတ်လို့ရတယ်စိုက်ကြည့်မယ် size 49ဒီကောင်ကပေါ့လဲ49ပဲထင်တယ်အတူတူပဲ size 49ဆိုတော့ group ဆိုတာ group 49ဆိုတော့သူ့ရဲ့ size ပုံစံတူတူပြောတာနောက်ပြီးတော့12 volt ဒီမှာ12 volt ဒီမှာ12 volt နော်ဒီကောင်က14 ထိသူ့ရဲ့အားတွင်းတာ 14.7 ခုနကကျွန်တော်အပေါ်မှာကွန်ပျူတာနဲ့ပြတဲ့ဟာသူလက်ခံနိုင်အားပေါ့နော်ဆိုတော့ကျွန်တော်ခါနဲ့ကွတ်တီပေါ့CCL လို့ကျွန်တော်ပြောတယ်မှာ CCL 850ကကျွန်တော်1300အများကြီးများတယ်ပေါ့နော်သူ့တဘောကအရန်အေးတဲ့အချိန်မှာဆက်နိုးလိုက်30 second မှာဘယ်လောက်ဆိုတာအဲ့လိုမျိုးတမတ်ချက်နဲ့ကြိုက်တဲ့ဟာကိုပြောတာကဲကျွန်တော်ရဲ့အချိန်ကုန်ရင်ကျွန်တော်ပဲဒီကောင်နဲ့ပတ်သက်တဲ့ဟာမိနစ်20ပဲရတော့ထားမယ်ဒီလဲမယ်ဒီ
ဒီဟာကိုဒီအထဲမှာထည့်မယ်နော်ဆိုတော့ဒီဖက်ကိုထည့်မယ်ပြီးပြန်ပြီးတော့တွန်းမယ်လို့ဖက်ကိုဒီဖက်ကိုပြန်တွန်းပြီးနော်ဒါကိုအထဲကိုဂရုစိုက်မယ်ဒီကောင်ကိုတစ်ဟုတ်ပြီနော်ဒီကောင်ကို click ဆိုတော့မလို့မရတော့ဘူးဒီဖက်ကနေဒါနဲ့ပြန်ပြီးတော့အပေါ်ကနေပြီးရင်ကွက်တီကျွန်တော်ထင်ဒီဟာ30မလို့ဘာဖြစ်လို့ AGM မဟုတ်တော့ဘူးလေဆိုတော့ဒီနေရာမှာရေမဟုတ်တော့အငွေမရှိဘူးအပေါက်လည်းမရှိဘူးတိလားကျွန်တော်ရဲ့ battery ဒီမှာ 13.2 watt ခုနကကျွန်တော်အဟောင်းတိုင်းတာ7ကျော်ပဲရှိရနော်73ကျော်ရမှာ88% အပြည့်ရှိတယ်ဒီကောင်ကလုံးဝကာနိုးလို့မရတော့ဘူးဒီကောင် battery ဘုတ်ကုန်တယ်ဆိုရင် click ဆိုပြီးနေလိုက်ရင်အဲ့ခဏချင်းမှာကျွန်တော်တို့ကားဆက်နိုးရမယ် emergency လို့ပြောတယ်အဲ့ဒါမှနေမိနေပေါ့နော်နေမိရင်လည်းပြန်ပြီးတော့နောက်တစ်ခေါက်ပြန်နေလိုက်အဲ့ဒါဆိုရင် okay ကဲဒီကောင်ပြန်တက်မယ်ခဏနေကြတာပြန်တက်မယ်လောလောဆယ်တက်မယ်ကဲဆိုတော့ဒီလာဟုတ်ပြီဒါကျွန်တော်တွင်းနေဘက်ထရီတော့ထဲကိုထည့်မယ်ဟောထည့်မယ်မလုပ်တော့ဘူးနော်ဟုတ်တယ်နော်โอเคဒီကောင်ကိုကြက်လိုက်တော့မယ်တော်ရုံဆုံးပြီးပြီပေါ့နော်အများကြီးကြိုက်ရင်လည်းပြုတ်ထွက်ကုန်မှာတိတ်မကျင်နဲ့ခိုင်းပြီးတော်တော်လေးကျက်သွားပြီဆိုပြီးပြီကဲအော်ကျွန်တော်တို့ထဲမယ်ဒီလိုလားဒီလိုလားလုံးနေတယ်ခဏနိုင်ထိုးလေ25က
ကျိမလို့ကော်လေဆိုတော့ကော်အားရပါကျက်လို့ကိုယ်ကုန်ပါဘောနော်တော်ပြီပေါ့ခုနဘယ်လိုလဲဒီလိုလားဟုတ်ပြီနော်အဲ့လိုမျိုးကျွန်တော်ရဲ့ battery ဒါကျွန်တော်ရဲ့ထဲမှာတက်တဲ့ battery တွေဆိုဟုတ်ပြီနော်ခဏလေးကျွန်တော်တက်အောင်မယ်ခဏလေးနော်စက်နိုးမယ်ကဲစက်နိုးမယ်ဒီမှာကြည့်မယ်12:30 မိနစ်20ကြည့်ခုန 2.6 တခါတလေအဲ့လိုမျိုးစတဲ့ခါမှာ7ပဲရှိတယ်7ခွဲလောက်12 out 2.5 out ဆိုမကောင်းတော့ဘူးဒီလားခု73လေ73ရှိရမှာနော်ဒီကောင်တော့မပြတ်တော့မလို့သူအားကိုသူတို့အားရှိရမယ်အားမရောက်ရင်အမှပြတ်တတ်တယ်ဒီမှာကြည့်ခုနဘက်ထရီပေါ်တာတွေပါညာတွေကြောက်တော့ message တွေ့လာ message ဘာမှမရှိတော့ကောင်းသွားပြီတွေ့လားကဲကျွန်တော်ပြောချင်တာနောက်ဆုံးကဒီဘက်ထရီကကျွန်တော်တို့ Mercedes ဒီလာမှာဝယ်ရင်ဟော450လောက်ပေးရတယ်သူတို့တက်ခိုင်းရင်ထပ်ပေးရအောင်မယ်ဘယ်လောက်လဲ900ကျော်လောက်950 600လောက်ဟုတ်ပြီနော်ကျွန်တော်အထင်တော့ဘက်ထရီကို450ဆိုတော့650ကနေ900အဲ့လိုမျိုးဒါပေမဲ့အနည်းဆုံးတော့တေချာပေါင်း900ကျော်မယ်တေချာ900ကျော်မယ်မေးတော့မမေးဘူးပေါ့ဒါပေမဲ့အခုကျွန်တော်လဲလိုက်ပြီလဲတာကိုမှကျွန်တော်ပြောမယ်ဟို lithium original battery က 49M ကျွန်တော်ဒီမှာတစ်ခါပြောင်းမယ်နော်အဲ့ဒါရိုက်ထားလိုက်volt 95M ဆိုတော့ဒီကောင်က 80M ဘာမှပြဿနာမရှိသူက95 92လို့ပြောပေမဲ့သူတို့ကားတုံးတာတဝက်လောက်ပဲတုံးတယ်ဆိုတော့ကျွန်တော်က80ဆိုတော့ 80M ဆိုတော့ 80M အပြည့်ရှိတယ်ဒါပေမဲ့ lithium battery ကအပြည့်ရှိတယ်ဒီကောင်ကတဝက်ပဲရှိတယ်CCA 850 ဒီကောင်က1300ဆိုတော့ဒါအပြည့်ရှိတယ်ဒီကောင်ကဒီရဲ့တဝက်ပဲရှိတယ်ပြီးတော့ဒီကောင်က2နှစ်ကနေ3နှစ်အခုကျွန်တော်ကားဝယ်3နှစ်မှသုံးလို့မရတော့73တော့ရတာပေါ့နော်ဒါမဲ့တခြားတွေပြတ်တယ်လဲမဲ့လဲကလဲလိုက်ပြီပေါ့ဆိုတော့ကျွန်တော်ဒီကောင်ကိုအနည်းဆုံးဘက်ထရီပဲဝယ်မယ်ဆိုရင်450ပေးရမှာဟုတ်ကြည့်ဒီမှာ lithium battery ကျွန်တော် Amazon ကနေဝယ်လိုက်တယ်ဘယ်လောက်ပေးရလဲဆိုတော့420ပဲပေးရတယ်အကြီးစားเนาะအကြီးဆုံးစားဆိုတော့ဒီကောင်က6 year warranty ပေးပြီးသား6နှစ်မှာဘာမှမဖြစ်ဘူးလို့သူတို့အာမခံတယ်
သူတို့ပြောတာ10နှစ်သုံးလို့ရမယ်တဲ့ဆိုတော့ပထမဘက်ထရီလဲတဲ့အခါမှာကျွန်တော်ဒုတိယဘက်ထရီကို Platinum ဘက်ထရီနဲ့လဲလိုက်တယ်ခင်ဗျာမီးပွင့်ပဲထားပါပဲထားဘာမှ jump start တွေဘာမှမလိုတော့ဟုတ်ပြီနော်ကျွန်တော်ကြည့်လို့လည်းရတယ်148သူဝင်တဲ့ဘက်ထရီဝင်တဲ့အားကိုလည်းပြတယ်ဒီမှာနော်ဒီကောင်တော့မနေမိနဲ့ပေါ့နော်အခု Okay 100% ပြည့်သွားပြီတွေ့လားအဲကျွန်တော်ပြောချင်တယ်ဘန်ကားပေါင်းတဲ့လူတွေကိုကျွန်တော်အားပေးချင်တာပေါ့နော်ဒီကောင်ဝယ်လိုက်ပါဆိုင်မှာတွားပြီးတော့950လောက်ကုန်ပြီးတော့နှစ်တစ်ခါလောက်တွားမှာတဲ့နော်မိမဘာပြောချင်လဲပြောလိုက်